တနစ်သာတိုင်းဒေသကြီးမြစ်မြို့မြစ်တက်ကတူဝတ္ထုဝေမိသားစုရဲ့အာစီရီယာပူဇော်ပွဲထူးချော်စုချီးမြှင့်ပွဲနဲ့စတုတ္ထနဲ့ကျောင်းသူကျောင်းသားများရဲ့လူဆက်ပွဲအခမ်းအနားကို2026ခုနှစ်ဩဂုတ်လ14ရက်မနေ့7:00နာရီချိန်ကမြစ်တက်ကတူရဲ့ဆောင်ရှိခမ်းမကြီးထက်မှာကျင်းပပြုလုပ်ပါတယ်အခမ်းအနားသို့ပမခချိုးဆက်မကြီးဒေါက်တာဝင်းဝင်းဤနဲ့ဌာနသီးသီးမှာပမခထောင်နာမှုဆရာကြီးဆရာမကြီးများတွဲဖက်ပမခများဂတိကဆရာဆရာမများပါတီဝင်ဌာနပမခထောင်နာမှုဆရာကြီးဒေါက်တာထွန်းစောနဲ့ဆရာဆရာမများပါတီဝင်အထူးပြုပထမနေ့မှာနောက်ဆုံးနေ့ထိကျောင်းသားကျောင်းသူများတက်ရောက်ကြပါတယ်အခမ်းအနားမှာပထမဦးစွာဝတ္ထုဝင်ဌာနကျောင်းသားကျောင်းသူများကမြတ်ဆရာတစ်ချက်ဖြင့်စီမီထောညူပူဇော်ကြပြီးဆရာကြီးဆရာမကြီးများအားကတော့ချိုးပြေဝတ်ချတောင်းပန်ပူဇော်ကတော့ကြပါတယ်တိလာတော်တမာတိတော်ကျင်းရတော်တို့ကိုကျင်းညွှန်စံတန်တော်ဖြစ်တော်ကျွန်တော်တို့ပေါ်မှာစေတနာဝန္ဒနာအနေနာဒီယူနာနာလေးခပ်ပြေအကျဉ်းတဲ့ပြင်ပြီးဆုံးမတိတ်တော်မချေပြီးရင်စီကတိရအမှုပြေတဲ့ရမေကျေးဇူးရှင်ရှင်ရှင်မာဒီတို့ပေါ်လာပြီးတော့အဖြစ်မလိမ္မာသောအဖြစ်မိုက်မဲသောအဖြစ်ဒီလိုအဖြစ်အတိတ်တော်ကလေးဝိစီကေမနောတဲ့လူကြီးဒီမှာကျလို့ပြီးတဲ့တော့ယေရှုရှင်ဆရာကြီးဆရာမကြီးတို့တော်တဲ့ဆုံးမဖြစ်စီမြင့်မြတ်သောဆရာကြီးများတော်တာသွန်သင်ဆုံးမနှလုံးလာတဲ့မြတ်သောဆရာအဲ့ဒီနောက်ပမခချိုးဆက်မကြီးဒေါက်တာဝင်းဝင်းဤကကျောင်းသားကျောင်းသူများအားဆုံးမစကားစူပေးစကားများချိမွေမွေးချပေးပါတယ်အဲ့ဒီနောက်ဗတ္တဝေဌာနပမခဌာနမူဆရာကြီးဒေါက်တာထွန်းစောကဆုံးမဩဝါဒစကားများနဲ့စူပေးစကားများပြောကြားပေးပါတယ်အဲ့ဒီနောက်ပမခချိုးဆက်မကြီးဒေါက်တာဝင်းဝင်းဤထံသို့ပါတီဝင်ဌာနကုစားကျောင်းသားတဦးကဂရဝါပြုကတော့လက်ဆောင်ပစ္စည်းပေးအပ်ပေးပါတယ်အဲ့ဒီနောက်စုချိမြင့်ခြင်းအစီအစဉ်ကိုကျင်းပရာ2025-2026ပညာသင်နဲ့တက္ကသိုလ်ဝန်ထမ်းမှာအမှန်အများဆုံးရရှိတဲ့ဝတ္ထုဝေထုပြုပထမနှစ်ကျောင်းသူမနှင်းမိုးလှိုင်2025-2026ပညာသင်နဲ့ပထမနှစ်မှာတတိယဆုရရှိတဲ့ဗတ္တဝေထုပြုဒုတိယနှစ်ကျောင်းသူမဆုယူပါနှင်းဒုတိယနှစ်မှာတတိယဆုရရှိတဲ့ဗတ္တဝေထုပြုတတိယနှစ်ကျောင်းသားမောင်အာကာထူးပိုင်တတိယနှစ်မှာတတိယဆုရရှိတဲ့ဗတ္တဝေထုပြုစတုတ္ထနှစ်ကျောင်းသူမအင်ဂျရာဦးတို့အားဗတ္တဝေဌာနတွဲပယ်ပမခဆရာမကြီးဒေါ်သိန်းသိန်းအေးကပညာရေးချွန်စုများအသီးသီးချီးမြှင့်ပေးပါတယ်ဆက်လက်ပြီးပမခချိုးဆက်မကြီးဒေါက်တာဝင်းဝင်းဤက2025-2026ပညာသင်နှစ်ပထမနှစ်မှာဒုတိယဆုရဗတ္တဝေထုပြုဒုတိယနှစ်ကျောင်းသူမတီတီရွှေစင်ထွန်းအားပညာရေးချွန်စုချီးမြှင့်ပေးပါတယ်အဲ့ဒီနောက်2025-2026ပညာသင်နှစ်မြိတ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲမှာတတိယဆုရရှိတဲ့ကျောင်းသားများနဲ့ပိုက်ကြောက်ချင်းပြိုင်ပွဲမှာတတိယဆုရကျောင်းသား2ဦးတို့အား
ပတဝေဌာနဂတိကဆက်မှဒေါ်သူဇံဝင်းကအကစားထုချုပ်စုများကိုတအိုးကြီးစီထံချီးမြှင့်ပေးအပ်ပါတယ်အဲ့ဒီနောက်2025-2026ပြည်ညာသစ်နဲ့မြိတ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံအမျိုးသမီးဗော်လီဘောပြိုင်ပွဲမှာတတိယဆူရကျောင်းသူများနဲ့ဘာသာရပ်ပေါင်းစုံပြည်ခုပြပြိုင်ပွဲမှာဆူရရှိကြသူများအားပထဝီဌာနဂတိကဆရာမဒေါက်တာအိဆူဟန်ကအကစားထုချုပ်စုများကိုတအိုးချင်းစီတန်းချီးမြှင့်ပေးပါတယ်အဲ့ဒီနောက်မှာပထဝီဝင်အထုပြုစတုထနဲ့ကျောင်းသားမောင်ဇွတ်ထိုင်အောင်ကကျေးဇူးတဲ့ဝန်းမြစကားပြောကြားပေးပါတယ် ပထဝီဘာသာရဲ့ကိုကျွမ်းတဲ့ပြည်နယ်စွာလိလာစီသူတွေဘာသာရေးကိုမျိုးတိုးတဲ့အောင်ဆက်လက်လှုပ်ဆောင်၍ဒေသအကျိုးနိုင်ငံအကျိုးများကိုဆက်လက်ပို့တဲ့အောင်လှုပ်ဆောင်သွားပါမည်ကိုတည်ပြုပါရခင်ဗျာကျွန်တော်တို့ကိုအာစတြေးလျပူဇော်ပွဲအောင်မြင်စွာဆောင်ရွက်နိုင်ရန်စူပါလှုပ်ဆောင်ခဲ့ပါတော့အတန်တီတီမှာရေကုန်မောင်နှမများအားလုံးလည်းကျေးဇူးတင်ကြပါရခင်ဗျာနေ့စဉ်အစဉ်လာမှပြန်ကျင်းပနိုင်ရင်လည်းဒီလိုမျိုးစွာဖြင့်ဆက်လက်ပူးပေါင်းပါဝင်လှုပ်ဆောင်ပေးပါရန်မြစ်တာရက်ခင်ရင်ကျွန်တော်လည်းကျေးဇူးတင်တာကိုဒီမှာလေးဒီမှာဆောင်ရွက်သွားရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် အဲ့ဒီနောက်ပမာကချုပ်ဆက်မကြီးနဲ့ပမာကဌာနမှဆရာကြီးဆရာမကြီးများဟာပတိဝေထုပြုပထမနှစ်မှာစတုထနှစ်အထိနှစ်အလိုက်ကျောင်းသားကျောင်းသူများနဲ့အတူမတ်တက်တဲ့ဓာတ်ပုတ်ရိုက်ကူးကြကနေလက်စာတုံဆောင်ကြပါတယ်အဲ့ဒီနောက်ပတိဝေဝင်ထုပြုကျောင်းသူကျောင်းသားများကတက္ကသိုလ်ကျောင်းသားဘဝတည်တည်ချင်းများဖြင့်ဆက်လက်အကန့်ဖြောပြကြရာပမာခချုပ်ဆက်မကြီးနဲ့အတူပမာခဌာနမှများကကြီးချူအားပေးကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဒီတဲ့ကိုနန္ဒရိတ်ထေဝင်းကရိုက်ကူးတဲ့ဆဲပြပူပါတယ်